အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆိုရီကာရှိုးရုံပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရောင်းဝင်တဲ့ channel A ကိုဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိုးရုံရာသတွေ့လမ်းပေါ်ပြောင်းချိဖွင့်လှစ်ထားပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော် Total Village ကိုရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာတောင်းစင်9လေးဖြစ်မယ်ကာလာစီးပါလေးဖြစ်ပါမယ်ခင်ဗျာတောက်လျှောက်နဲ့လီပါရောင်းချပြမယ့်ဈေးနှုန်းလေးက928သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာ 1000cc လေးပါအယိုးစိတ်တိုက်ကရှင်းပါတယ်ခင်ဗျာကညနာတရားဝင်ရင်စစ်စားပြီးသားကားလေးတွေပါခင်ဗျာတော့ဒါမိသားစု AC ပေါ်ပါစီလို့ရမယ့်ကားလေးပါတကယ်တော့အတွင်းကန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအတွင်းကန်းတော့ကျွန်တော်တို့ခုံစုလေးတွေတေးရတက်တက်ရဲလေးဆွပေးထားပါခင်ဗျာအတွင်းကန်းလေးတော်တော်လေးတန့်ပါတယ်ပေါ်စီလင်ပေါက်ရပြည့်ရလုံးဝမရှိပါဘူးခင်ဗျာ TV back camera လေးပါပါမယ်ခင်ဗျာအဲဝန်ယူယူမန်ယူအဲဝန်လေးဖြစ်ပါမယ်ခင်ဗျာ 1000cc လေးပါတောက်လျှောက်နယ်လေးပါခင်ဗျာကားလေးတော်တော်လေးတန့်ပါတယ်ခေတာတော့အလဲကန်းလေးပါခင်ဗျာဒါမိသားစုပေါ်ပေါ်မြို့တွင်စီးမယ်ဆိုရင်တော့လုံးဝအသင့်တော်ဆုံးကားလေးပဲဖြစ်ပါတယ်ခင်ဗျာရောင်းချမယ့်ဈေးနှုန်းလေးက928သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာ1009 1000cc တောက်လျှောက်နယ်လေးပါခင်ဗျာကားလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အရှိတကုံ9ရက်ကွက်ရသတို့လမ်းမပေါ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်သွယ်မယ့်ဖုန်းနံပါတ်လေးကတော့3998 524 2323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ